အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဇီတန်ဂိမ်းမင်းပဲဖြစ်ပါတယ်ခုကျွန်တော်ကတော့ဘရိုအဲလွင်လို့ဘရိုနိုဘီဂျိုလို့အဲ့လိုတို့လိုမျိုးအရေးချိုးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီတိုက်ကိုသွားပါမယ်အဲ့ကျွန်တော်တို့ရေမျိုးပေါ့ဘရိုနိုဘီဂျိုလို့လိုမျိုးဘရိုအဲလွင်တို့လိုမျိုးတည့်ရမှာဘရိုတွေအဲ့ဒါကျွန်တော်တို့လိုမျိုးအယိုးချိုးမှာပါနောက်နေ့တော့မှကျွန်တော်ပေါ့နောက်နေ့တော့မှပဲကျွန်တော်ဒုတိယဝါကိုဆက်ပြတော့ဒီကျွန်တော်တို့အခုကတော့ဒုတိယဝါမဆော့တော့ပါဘူးအခုကရိုးချိုးမှဖြစ်ပါတယ်ဒီလိုတခြားဟာလေးတွေပဲဒီနောက်ပါဒီစိတ်ကိုကြာပထမဆုံးဆော့ပြီးတာမဟုတ်ပါဘူးကျွန်တော်ကပထမဆုံးဆော့ပြီးတာအဲ့ဒါလေးကိုကျွန်တော်ပြင်ဖို့ပဲကျွန်တော်ဆော့တာနေကြည့်လို့ဒီလိုမျိုးတွေကြည့်တယ်ကတော့ကိုကျွန်တော်ဒီရောက်ပါပြီးတော့အဲ့မှာဟယ်လီကော်ပတာရှိရတယ်ဟယ်လီကော်ပတာနဲ့သွားပြီးတော့အဲ့အမြဲတိုက်ကိုသွားမှာပေါ့ဗျာဒါတော့အယိုးချိုးတာဗျာအခုကျွန်တော်300ကိုထားလိုက်တော့ဗျာအဲ့ဒီချိုးတာဗျာအဲ့မှာပတ်စံပြပြပါအောင်โอเคမမျိုးကြိုက် yes ပတ်စံရအဲ့တော့ဘာတော့ဟာတရေမောင်းသွားလားဒီပါကွာကျွန်တော်တို့ပတ်စံပြပြပါမယ်ကျွန်တော်ပတ်စံပြပြလို့နည်းနည်းလေးလိုက်ကြအောင်မှာခလီကတာโอเคဘလို့လေအခုတော့ကျွန်တော်ကတော့အခု30ဖြစ်နေတော့နော်โอเค30ရှိပုံချောင်း5 2 3 2ခလိုက်တယ်လက်ထုတ်ပြရโอเคအကျဉ်းအဲ့တော့ဒီတိုက်ကိုတွားရင်ကောင်းမလဲဒီရှိတယ်ဒီကျတော့ဒီမှာတော့ဒီချိုးလာမှာဘလို့လေအဲ့ဒီကွာဒီတော့ကိုယ်တော့ဟိုဘအယူချွန်းနေတာအဲ့ဒါကနေနေပြီးတော့ဒီအဲ့ပေါ်ဒီမှာအပေါ်ဆုံးမှာဒီမှာအပေါ်ဆုံးမှာ airport ဒီမှာ selfie လေးဆွဲလာအောင်selfie လေးဆွဲလာဆက်ပြီးခဏလေးတော့တီးခံမှကျွန်တော် selfie ဆွဲမယ်ပေါ့selfie ဆွဲမယ်ဟာနှာခမ်းမှာတော့ဟစ်တလားနှာခမ်းမွေးနဲ့တူတယ်โอเคโอเคကိုတော့ကျွန်တော်ခုံချမယ်ပေါ့နော်ဓာတ်ပုံရိုက်ပြီးပြီဆိုတော့ကျွန်တော်ခုံချမယ်โอเคOh my god oh my ဟာတိတ်လေးလေးကျိုးတယ်ဟဲ့ညားလေဒီကနေ့ကွာခုနဟယ်လီကော်ပတာကျိုးသွားပြီဘလို့ပဲဖြစ်လို့နောက်ထပ်ဟိုမှာအနီးဟယ်လီကော်ပတာရှိသေးတာပဲဆိုရင်အဲ့အနီးဟယ်လီကော်ပတာကိုတွားယူမယ်ဒီလိုတော့ဒီမှာအနီး
လီကော်ပတာတွေရောက်နေခုနကတော့ဘလို့ဖြစ်သွားဆိုဘလို့တွေ့ရတဲ့အတိုင်းဟိုမှာပြက်ကြသွားရင်အဲ့လေးများလည်းမမှုတယ်ဒီကင်းထုတ်လို့တဲ့သူကတော့တယ်ခင်ဗျာအဲ့ဒီကနေ့နေဟိုโอเคมาหาตู้ရထားဘလူသွားရထားဘလူသွားလို့ဟာဟုတ်ပြီးသွားလားဟုတ်ကအဲ့ဒီကားပြီးအောင်မလီတူပြီးပါကွာဒီကအစင်းဘယ်ပထမအစင်းကကြောက်ဟိုဗာလေလေးစိတ်ကနေခုံချတာအခုဒုတိယကျတော့တရားပေါ်ကနေခုံချမယ်ပေါ့ကျွန်တော်တို့ဒီအမလေးပြီးသွားမှရအချိန်ကလည်းကြာလိုက်တာကွာမြင်း Oh my god,မိုင်းနေပြီသူမကြသွားစီနဲ့နော်သူမကြသွားစီနဲ့မလီအလက်ကားဖြစ်တော့မလီအရင်ခရက်ဟောဒီမှာဒီတိုင်းမထပ်တက်တော့ဟာလေ Okay ကျွန်တော်တို့အယူချုံးရပါပဲ Oh my god သွင်းမောင်းမှာအကြီးပဲဟာဒီမှာကြည့်ဒါရတော့ဒီစိတ်လေးကတော့မိုက်နေပြီတင်မောကြီးကစောင်းပြီးတော့သွားမှာOh my god ဘယ်လိုလဲပြရကြတော့ခုံနေအယိုးဘလောက်ကျုံးလဲမသိညဘုံနဲ့ခုံထိုးရနော်အဆင်ရလားအဲ့တော့ကျွန်တော်တိတ်အယိုးမကျုံးရောဒီတော့မကျုံးတော့ဒီဘုံနဲ့ပဲအယိုးကျုံးOh my god လွန်းထွက်နေပြီလွန်းထွက်နေပြီယောကွာဟာတရားကြီးကိုထိုးဝင်သွားမိုက်လာကြီးလာကွာဒီရင်းကတော့တော်တော်ရိုးနေပြီဘာလဲဘလူဖောက်ပြီးအောက်ကိုရေရောက်သွားတယ်ဒီရင်းလေကွာတော်မိုက်တယ်โอเคအဲ့တော့ပထမကျတော့လေးစိတ်ဘွားနေခုံချတော့ကိုဓာတ်ဘွားနေခုံချပြီးအဲ့တော့ခိုတိုက်ပေါ်ခုံချနော်ခုနဟိုပါရောโอเคခုနโอเคဟာလုံးပြန်ပြီဒါလည်းပြကြပါပြီနိုးဟာကျိုးပါပြီကွာဝါငါဘွားကြီးကမိုးချုပ်သွားပြီကျွန်တော်ဒီလုံးတက်တယ်ဗျာဒီမှာကုတ်နေတယ်ဒီဟောဓာတ်ပြမိုးလေးပါကြကိုကြိုက်လားအဲ့ဒါကျွန်တော်နောက်နေ့ကျရင်ကုတ်ဒီလိုပြောကအဝေးထွက်နေပြီပေါက်ကွဲတော့မပုံဘူးအဲ့တော့ငါဝေးမှထားရမယ်ရထားလိုက်ဆိုတော့ခဏလေးရထားထွက်လာလို့ဆိုဟုတ်လေမှန်ကိုယ်ပြီကွာโอเคဟုတ်တယ် Oh my god ခဏကားတယ်Oh my god မိုင်းလိုက်တာကျွန်တော်အဲ့ဒီကဟိုဖြစ်သွားတယ်အခုဖြစ်သွားဟာကားမိလောင်နေပြီလို့မပြောကျွန်တော်ပြအောင်မယ်အစတော့နာရီကဒီလိုမျိုးမဟုတ်ဘူးဗျာအစတော့နာရီကအနီရောင်လေးအခုအမဲအောင်ဖြစ်သွားတယ်ဒီလိုမျိုးခုံချတာဟုတ်ပြီလားဒါလို့အယိုးကျိုးမဲ့ပုံမပေါ်ဘူးဒါမဲ့ဗျာဒီမှာတော့မဆန်ကြည့်လားချိုးလာလေကားပေါ်နေခုံကြရည်မယ်အဲ့ဆိုစင်ရခုံချနေလေကားပေါ်နေချိုးဘာမျိုးဟာတော်ပြီ
ခိုးပေါ်ကနေခုံချအဆင်ပြေနေတယ်ဘယ်ပေါ်ကနေခုံချရင်ကောင်းမလဲလို့ဒီကနေခုံချမယ်ဒီအပေါ်ကနေဟိုတယူတော့ဒီကစားလာနေရော့ကွာအိုးမကုန်းနံပါတ်4တွေနဲ့လုံးလို့ရအော်မင်းကွာဒီအော်ဒီမှာအော်ချက်နော်ဝေးအော်ကားတိုက်နေတယ်ကားတိုက်နေတယ်အရေးတယ်လို့ပြောမလို့ကားတိုက်ဆန်းကွာငေါကားတိုက်ငေါတိုက်ဟာဟောမတိုက်ပါနဲ့တစ်ပင်သွားတိုက်ဟာဘယ်လိုလုပ်ကောင်းအော်ဒီကျွန်တော်လူစိတ်ဆောင်းအောင်လုပ်နေလူစိတ်ဆောင်းလူစိတ်ဆောင်းတခြားကောင်ကနေခုံချနေမယ်ဗျဟမ်ဒီရဆိုအစင်ပြေမလားမသိဘူးတက်ကွာဟာဘလို့ဂိမ်းလို့ကွာဒီဂိမ်းကဘာမှသုံးစားလို့မရဘူးအဲ့တော့ဗာလေဒီကနေခုံချနေတယ်ဒီမင်းတို့ကဒီဖြုတ်လာဖြုတ်တော့မှရမှာသူကအဲ့ဒီမုံကြီးဟာဆင်မပြေကြအဲ့တော့ကျွန်တော်တို့ညာချရမယ်ဗျာဟာဘယ်လိုအခုကျွန်တော်ဗျာအဲ့ဒီဘဝနဲ့ခုံချမှာအဲ့ဒီတာဝါကြီးကခုံချမှာအဲ့ဒါအမြင့်ဆုံးတာဝါပဲဟာဗျာကျွန်တော်ဒီတာဝါဘောဘယ်လိုခုံမလဲမသိဘူးကျွန်တော်ပြီကျွန်တော်ဒီမလေးလည်းဒီဟိုအဲ့နေရာလေးမှာဟိုတာဝါနည်းနည်းရှိတာအဲ့ဒါအဲ့ဒီမှာအဲ့ဒါမှာခုံချက်နေမှာဘယ်လိုဒီလိုဆိုဆက်ပြီးဟောကာငါမေးလို့ငါလူးနေမုံတော့မင်းမောင်းပြီဟုတ်ပြီလားမင်းမောင်းပြီလို့ဟောငါပြောနေလေဒီကျင်းတယ်ဟုတ်ဘယ်လိုဒီမှာဟုတ်ဘူးဒီလိုချက်你干了，哇！这边边抽个，俺这面就嘛你来，要啊，OK，他把鱼肉嘞，他蘑菇是这样的，跳的挺哎，跳干嘛去？那个肉，他没有鱼啊。ဟာကျွန်တော်ကပါလေဟမ်တော့ပြောက်ပါခုနဟိုဟာတမယာဒီရဘာကြီးတော့လို့တမယာဒီမူရကျွန်တော်နောက်ထပ်ဒီမှာအယိုးချိုးလို့ရတာပဲဒီမှာမွန်ဂရဗဒီနဲ့အယိုးချိုးမယ်โอเคအယိုးချိုးမယ်ဗျာโอเคကျွန်တော်အယိုးချိုးဖို့တော့အခွင့်ကောင်းမယ်โอเคတေချာကြည့်အောင်မပြီးပြန်ပြုတ်ကြပါမှာဒီထပ်တက်လို့မရတော့ဘူးထင်တယ်ဟုတ်တယ်အခုအဲ့တော့ကျွန်တော်ခုံချပြီဗျာမွန်ဂရဗဒီကိုပြန်ဖြုတ်လာပါအော်โอเคစရတာဖြုတ်ပြီးသားယော့ကွာခုံပြီကွာယော့အယိုးတိတ်မကျိုးဖြစ်နေတယ်လို့အဲ့ဆိုရင်အဲ့ဆိုကျွန်တော်ပြန်လောက်ကတော့မယ်ထင်တယ်အဲ့တော့ကျွန်တော်တို့ပြန်လောက်လိုက်မယ်ဗျာโอเคဆိုကျွန်တော်တို့လေစိတ်ကိုပြန်သွားမယ်ဗျာအဲ့မှာဟယ်လီကော်ပတာရှိရဗျာအဲ့ဒီအမြင့်ဆုံးတာပေါ့ကျွန်တော်တို့သွားပြီးတော့ခုံမယ်ကျွန်တော်တို့အခုကပြန်ဆလိုက်တာပေါ့ဗျာတီးခတ်လို့နောက်ဆိုကြမှာလေဟယ်လီကော်ပတာတွေကအပြတ်လွယ်တယ်အဲ့ဒါကြောင့်လို့အခုကျွန်တော်တို့ခုနဒီတာဝါနေခုံတာပေါ့ဗျာโอเคနင်းသွားစမှာကွာကားကလည်းနှီးလိုက်ရခင်ဗျာသွားစအိုးကမြန်နေမြန်တော့ဒီထက်မြန်ဟုတ်ဒီထက်မြန်အိုးအေးမှန်တယ်မကောဒီကတော်တော်မာလိုက်ရ
ခုနတိုက်လိုက်တာဘာမှမဖြစ်ဘူး ကီယာကာကြီးလားမသိဘူးဟာအရှိန်နဲ့မောင်းကွာအော်အခုကြမှာဟေးကောင်မင်းကွာဒီမီးသက်ကလည်းမလို့မီးမလောင်ပဲနဲ့ဟာမကြည့်ငါပြောကောင်ငါပြောကောင်နေဟာကပတ်စံကျွန်တော်ခုနဗျာ16ဖြစ်တာနော်အော်ပတ်စံပြန်ဖြောက်ကြတော့လေအဲ့တော့ခုန16ဗျာအဲ့တော့16တော့မှတ်ထားမယ်ခုန16ကို12ဖြစ်သွားတယ်ဟို16ပြန်လုပ်မယ်โอเคကျေးဇူးပါပဲကွာခုနတေသွားလို့ကျေးဇူးတင်ဘာလို့လဲကွာအဲ့ဒါခုနကလည်းငါပြောတာဆိုတော့ဟော Oh my godအကောင်တိုင်းအဲ့ဒီကားနဲ့ကွာမယ်โอเคရှိဖို့ကြီးဟာလမ်းဖို့ကြီးနော်ရှိဖို့ကြီးရဟာဒီရင်ထုတ်လို့တဲ့လူတော်တာပဲရွှေပြောနာစားလည်းမတော်လမ်းဖို့ကြီးမျိုးရှိဖို့ကြီးတဲ့လှုပ်ချင်တယ်လို့တွေလှုပ်ထားဘာရမိုက်လဲအမတော့ဘန်ကားလို့ဒီကားရချမ်းဒီနားတိုက်တဲ့ကားဒီကားကဘယ်နားတိုက်တဲ့ကားလို့မျိုးပဲဟုတ်ကဲ့အဲ့တော့ yes အိုးလှုပ်ဆမ်းပါကွာဒီပြန်ထလိုက်ဟာစကြီးဒီမြန်ဟာမလီတော်သေးလို့ပေါ့ငါဘာမှဖြစ်လို့အမကားတစ်စီးကလွန်းထွက်နေကွာကားမုံသမားတွေရမူးနေလားဦးမသိဘူးရမူးနေလားမသိအဲ့တော့โอเคနင်းသွားမယ်မာနင်းသွားစမ်းလို့ရဟန်းရလည်းတော်တော်နှီးလိုက်တော်တော်နှီးတာပဲဗျာရဟန်းရနင်းလုံးလို့ငါဖန်နေရမှာစောင့်နေပြီငါဖန်နေရမှာခုံတိုင်းနေပြီအရှိခွာတော့ဒီလိုကမှတော့နည်းခတ်တယ်လို့ဒီတောင်တက်ဖို့ဆိုတာမလွယ်ဘူးခုံတော့အမလေး lucky အမလေးဟာဘာအမျိုးမုန်း gravity သုံးလာမှာဆိုရကျွန်တော်ချိန်နည်းလေးကြာလာရဟရဒီကနည်းနည်းဆုတ်တယ်ဗျာโอเคဒီဘောခုံရောโอเคလောကကြီးနေတော့ပါဘူးဒီကနေခုံရမှာလေကွာโอเคကျွန်တော်အမြင်ဆုံးတိုက်ကြီးရောက်နေပြီပေါ့ဗျာကျွန်တော်အမြင်ဆုံးတိုက်ရောက်နေပြီเนาะအဲ့ဒါဟုတ်လားတစ်ချက်ရှိုးလိုက်ပါအောင်တို့တီးခတ်ပြီးတော့တစ်ချက်ရှိုးလိုက်မိုက်တယ်မလားတို့လေမိုက်တယ်ဆိုကောမန့်ထဲမှာမိုက်တာဝါကြီးကမိုက်တယ်လို့ကောမန့်မှန်းခဲ့ပြီပါအရမ်းမိုက်တယ်Oh my god ဒီပြကျွန်တော်တို့ခဏအချိန်ပေးဦးဗျာ2မိနစ်3မိနစ်အချိန်ပေးဦးကျွန်တော်တို့ဒီမှာတစ်ခါမှမတက်ဘူးဗျာကျွန်တော်တကယ်ပြောမယ်တစ်ခါမှမတက်ဘူးဆိုတော့အဲ့တော့ကျွန်တော်တို့တွေခဏလောက်ကြည့်ရှုလိုက်အောင်မယ်โอเคတစ်ခါမှမတက်ဘူးဆိုတော့အဲ့လိုမျိုးအရန်လာတာပေါ့မတက်ဘူးတော့အရန်လာโอเคဒီမှာဟိုမှာဟိုမှာမိုင်းလိုက်ဟိုမှာဖရဲပြီးကဒီကနေစောင်းကြည့်မယ်ကားတွေဟိုမှာအမ်ဘူလန်ကားဟာအရင်မုန်းရမသိဟိုဒီရှောက်တိုက်ဟာဘာကြီးတော့ what the fuck what the hell ခုနကရကားကြီးမှဒီဘောကြီးကိုလွင်းထွက်လာတာဘယ်တွေးလိုက်တယ်မလားကားရလည်းတော်တော်မိုက်တယ်နော်အဲ့တော့ကျွန်တော်တို့လေလည်းဘုံခွဲပြီးတော့ကျွန်တော်အယိုးကျင်းမလားမသိဘူးရတော့စင်ဂျင်ပြီးလို့အမလေးโอเคပြုတ်ကြပါပြီထင်တယ်ရောကွာဒီထဲမှာပတ်စံနေကွာဒီတော့ခဏပြတ်မှာလို့ခဏလေးပြီးခံ
ဒီပတ်စံယူမယ်ဟာပတ်စံနှိုင်းယူလို့ရတာမသိဘူးဒီပတ်စံနဲ့တော့မပြောကြပါဘူးပြကျွန်တော်ကြားတယ်ဗျအဲ့တော့ကျွန်တော်ခုံလိုက်တယ် Oh my god အမြင်ပေါ်ရောက်နေပြီဒီ bro screenshot ရလာ Oh my god Oh my god ညကျွန်တော် screenshot ရလာအောင်မယ်နော်ကျေးဇူးပြုရ Okay Oh my god ဟာယိုးကွာ Oh my god ဟာဒါလေးတော့မှ3ယူကျိုးတယ်ဟာတော့များနေပြီတော့ဒါတော့များနေပြီခုနဘယ်လောက်လဲတော့မသိ My god Oh my god နော်အဲ့ဆိုရင်ခုန16မဟုတ်ဘူးလားဘရိုတို့ဟုတ်တယ်နော်16နော်အဲ့တော့ကျွန်တော်34ဆိုတော့နေကျွန်တော်တွက်ကြည့်လာမယ်16ဆိုတော့Oh my god ရှိရောအောင်ကျိုးသွားဘရိုတို့မြင့်တိုက်ရောနော်ဆက်ရှိရောပဲကျိုးတယ်တဲ့ဘရိုတို့ဒီဒုတိဝါတွေကလူတွေကအရန်အယိုးမာတာပဲเนาะကျွန်တော်တယောက်တည်းပဲအယိုးမာတာတခြားသူတွေဆိုအယိုးမမာဘူးအဲ့ဒီကားနဲ့တစ်ချက်တည်းပဲထိလိုက်လို့ရှင်တေသွားဗျာမကြည့်မြင်ရင်ကြည့်ငါခဏလောက်သိခံပြီးကြည့်ဗျာဒါနောက်ဆုံးမှာတဝါနေခုံပြီးကျွန်တော်ဒါပြီးရင်ကျွန်တော်ပြီးလိုက်ပါโอเคမကြည့်ဗျာမကြည့်တော့ကျွန်တော်အားမတိုင်ဘူးမောက်သွားမှာโอเคကျွန်တော်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲတော့ကျွန်တော်ရဲ့ channel ကိုကျွန်တော်ဗီဒီယိုလေးကိုသဘောကျလို့ရှင် like and subscribe လေးတယောက်လုပ်ခဲ့ပြီးပါခင်ဗျာโอเคကျွန်တော်တက်စီမောင်းရမယ်ဗျာလူရမပို့ပြတော့ဒီကျွန်တော်ဗီဒီယိုလေးကိုသဘောကျလို့ရှင်ကြိုက်လို့ရှင် like and subscribe လေးလုပ်ခဲ့ပြီးပါဦးခင်ဗျာကျွန်တော်တောင်းဆိုချင်ပါတယ်like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်โอเคကျွန်တော်ဟိုအရှိန်နဲ့မောင်းပြမယ်โอ้တက်လာโอ้စပမုံနဲ့စော်ကြည့်မယ်โอ้ my god ဒီစပမုံနဲ့စော်ရှင်โอเคโอ้ my god ဒါဘယ်လိုဒီဆွဲလာ Oh my god မိုက်တယ်လားဘယ်လိုအဲ့ဒီကောမန်ထဲမှာမိုက်တယ်လို့ပြောခဲ့ပြီပါကောမန်မိုက်တယ်လို့โอเคOh my god Okay Oh my god လေးဖို့ညောက်တော့နေအခုစကင်ဆော့ရိုက်ထားဘောကြောက်ကိုစကင်ဆော့ရိုက်ထားတယ်အမဒီမအကြီးရမလို့တော်ဒီလိုတော့အဲ့ဒီမှာမဖြစ်ဘူးကားရင်းပေါက်သွားလို့ကြည့်ရမှာအကျဉ်ကားရင်းမှာကြားရတယ်လူငါတက်စီလေးရမှာဘိန်းပေါက်သွားကွာဟိုကတော့ပြီဒါနောက်ဆုံးအယူထိုးလာ34ဆိုတော့ Oh my god โอ้ဒီ2ယူတော့ကျိုးသွားပြီโอเค3ယူအဲ့တော့3ယူကျိုးသွားရတော့ဒါနောက်ဆုံးပါပဲခင်ဗျာအခုတော့ကျွန်တော်ရဲ့ဗီဒီယိုလေးကို like and subscribe လေးလုပ်ခဲ့ပေးပါဦးခင်ဗျာအားလုံးပဲ bye bye